ဒီနေ့လည်းသားလှုပ်ပြီးပြန်လာပြီမောပေမဲ့မပြောပါဘူးအင်ကိုပဲတတိယနေတယ်အိမ်နဲ့ဝေးရမျိုးကြီးတဲ့မှာမနဲ့တိုင်းလဲလို့သွားရတယ်ချွေတွေချလဲမျက်ရည်မချအောင်စိတ်ကိုတင်းပြီးနေတိုင်းကြိုးစားတယ်သက်ထဲရတဲ့လက်ဆောင်တွေကိုတွယ်လို့တော့ရဘူးအမေအိမ်ကမီးလေးနေဖို့သားရဲ့အိမ်မတွေပို့ပေးနေတယ်ဂွန်ပန်းနဲ့မေဒါပေမဲ့မပြောချင်ဘူးအဝေးကနေပြုံးပြနေမယ်ရင်ထဲမှာတော့မျက်ရည်တွေပြီးနေတယ်အိမ်ကန်တဲ့စိတ်မနဲ့တိုင်းတော့ချလာတယ်အိမ်ဝေးတဲ့နေတွေမှာအမေတန်ကိုတတိရတယ်အချက်သူရဲ့မျက်နှာလေးကိုအိမ်မထဲမှာပဲတွေ့နေရတယ်တွေ့ဖို့ပြီးကိုယ်တိုင်ကိုလုံးသားကအိမ်မှာပဲကျန်နေတယ်ဖုန်းကိုယ်တိုင်နေကမေးတယ်ဒါတွေကောင်းလားစားပြီးပြီလားကျွန်တော်ကတော့ကောင်းပါတယ်လို့ပြောရင်မျက်ရည်တွေကိုတန်တယ်မှာပုံထားတယ်ချစ်သူရဲ့မင်းလက်ဆောင်တွေပေးပါဒီလမ်းချမ်းကိုငါဖြတ်သွားမယ်ဒီနေ့တော့ငါပြန်လာမယ်လက်ထဲမှာမျောနှင်းချက်တွေယူလာမယ်လာကြွေးနဲ့ချစ်မဝေးတော့ဘူးချိန်တွေချလဲစိတ်မပြောင်းပါဘူးမောပန်းနဲ့ညတိုင်းမင်းနာမေခေါ်ရင်မော်လီနဲ့တီအိမ်ကိုပဲလွမ်းနေအိမ်ဝေးတဲ့နေတွေမှာအမေသံကိုတတိရတယ်ချစ်သူရဲ့ငယ်နာလေးကိုအိမ်မထဲမှာပဲတွေ့နေရတယ်ဝေကိုပြီးကိုယ်တိုင်ကိုယ်ပြောင်းကပြီးရင်ထဲနာတယ်အဝေးမျိုးမှာလုံးနေပေမဲ့နှလုံးသားကအိမ်မှာပဲချမ်းနေတယ်ဒီနေ့နေတော့ပြန်လာမယ်အမေလက်ကိုပြန်ခိုင်းမယ်ချစ်သူရဲ့နာမနေနိုင်ဖို့ဒီနေ့တွေကိုငါသက်ခံမယ်မိုးရွာလည်းမပြောဘူးလေချိုင်လည်းမလဲဘူးမိသားစုတို့တရှင်တဲ့အချစ်တွေမှာဆက်ရှောင်မယ်မေတ္တာကိုတတိရတယ်အချက်သူရဲ့မျက်နှာလေးကိုအိမ်မထဲမှာပဲတွေ့နေရတယ်ဝင်ကိုပြီးကိုယ်တိုင်ကိုယ်ကောင်းပြပြီးရင်ထဲနာတယ်အဝေးမျိုးမှာလုံးနေပေမဲ့နှလုံးသားကအိမ်မှာပဲချမ်းနေတယ်မေသာပြလာမင်းနေကိုဆောင်ငါချစ်ကိုယုံကြည်ပေးပါ Soft Gusti Guitar ending